အားလုံးမင်္ဂလာပါဗျာကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့ကတော့လာပြီးနေ့မှာဝင်စီးပွားတက်စီမဲ့လိမ်မော်လက်ဖက်စီးပွားတက်ရည်လေးလာပြီးမြောက်ပေးတာပါဗျာကဲကျွန်တော်မိတ်ဆွေခဏသားသမီးတွေအားလုံးဒီရည်ရောက်လှုပ်ပြီးတော့ဝင်ရမယ်စီးပွားတက်မယ်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီရည်ဆင်လေးကိုလှုပ်ထားလို့ရပါတယ်ဗျာဒါလေးကိုကျွန်တော်မြောက်ပေးတာပါအဲ့တော့လာပြီးနေ့ရလာပြီးတော့1ရက်နေ့ရ2ရက်နေ့ရဒီ3ရက်တိတိလှုပ်လို့ရပါတယ်ဒါကြောင့်မိတ်ဆွေများလာပြီးနေ့မှာမတွေ့လေလာပြီးတော့1ရက်နေ့မှာလှုပ်လို့ရပါတယ်ဗျအဲ့တော့လုံးမဲ့စင်လေးကိုကျွန်တော်တိချာလေးမြောက်ပေးမယ်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများတိချာလေးကြည့်ပြီးပါဗျာကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဝင်စီဝတ်တက်လိမ်မော်လက်ဖက်ရရလေးပြုလုပ်ပုံလေးမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွေပကံဗျာပကံဗျာတစ်ချက်လိုမယ်ပကံဗျာအောက်မှာငွေဆက်ကို3000ကိုထားမယ်ပေါ့နော်ထားပြီးတော့ဒီကျွန်တော်တွေဒီအလဲတဲမှာတော့လက်ဖက်အသားအကျန်းပဲဖြစ်ပါတယ်လက်ဖက်သားအကျန်းအလဲတဲမှာကျွန်တော်ဒီမှာဖျောင်းနိုင်အစိမ်းလေးတိုင်စိုက်ထားတယ်ဒီလိမ်မော်သီးကတော့ညာဘဲရစ်ပေါ့နော်ကျွန်တော်ညာဘဲရစ်ပါလိမ်မော်သီးကတော့ကျွန်တော်လိမ်မော်သီးကတော့ဒီမှာနည်းနည်းလေးသေးသွားတယ်နော်သေးသွားတယ်အဲ့တော့ကျွန်တော်တွေအဲ့တော့လိမ်မော်သီးကတော့ကျွန်တော်တွေကူးမွာဖြစ်မှာဖြစ်ပါတယ်အဲ့တော့2 4 6 8ကျွန်တော်ဟာ8မွာပဲဖြစ်နေပါတယ်မိတ်ဆွေများတော့9မွာဖြစ်အောင်လုပ်ပါဗျာเนาะကျွန်တော်လိမ်မော်သီးကသေးသွားတယ်เนาะအဲ့တော့သေးသွားတော့အဲ့တော့8မွာပဲရလိုက်တယ်ဒါမှမဟုတ်အမွာများကြီးသွားလို့လားမသိဘူးเนาะကျွန်တော်မိတ်ဆွေများကတော့ဒါကိုကျွန်တော်တွေ9မွာ3မွာအဲ့တော့လိမ်မော်သီးက9မွာဒီမှာလက်ဖက်အသားအကျန်းเนาะအကျန်းအလဲတက်မှာဖြောင်းတဲ့အစိမ်းတိုင်ထုံးမယ်ထုံးပြီးတော့ကျွန်တော်မိတ်ဆွေများကဒီဟာကိုအိမ်ဖျားမှာကပ်ပြရမှာဖြစ်ပါတယ်ဗျအိမ်ဖျားမှာကပ်ပြီးတော့ရွက်မဲ့ခါတာလွယ်ပါတယ်မိတ်ဆွေများတွေသိပြီးသားဖြစ်မှာပါအဲ့တော့ဒီဝါတပတိခါတာပဲဖြစ်ပါတယ်ဗျဒီဝတပရိယာဒေသောရတိမဘာတိသန္တိမတဏ္ဏနောခတိယောတပတိဇာယတပတိဗျမနောအရဟတဗမောရတိဗုဒ္ဓတပတိတိဇတာတရိတံတိဇတမနံဗုဒ္ဓဝရမိအာဒရံနမကာနုဘဝေနတပိပုဒ္ဓနုသင်္ကပဒီဝတပရိယာဒေသောရတိမဘာတိသန္တိမတဏ္ဏနောခတိယောတပတိဇာယတပတိဗျမနောအရဟတဗမောရတိဗုဒ္ဓတပတိတိဇတာတရိတံတိဇတမနံဗုဒ္ဓဝရမိအာဒရံနမကာနုဘဝေနတပိပုဒ္ဓနုသင်္ကပဒီဝတပရိယာဒေသောရတိမဘာတိသန္တိမတဏ္ဏနောခတိယောတပတိဇာယတပတိဗျမနောအရဟတဗမောရတိဗုဒ္ဓတပတိတိဇတာတရိတံတိဇတမနံဗုဒ္ဓဝရမိအာဒရံနမကာနုဘဝေနတပိပုဒ္ဓနုသင်္ကပဆိုပြီးမိတ်ဆွေများကတော့ဂါရာကိုကောက်ရွတ်ပေးပါဗျအဲ့တော့ဂါရာနဲ့ဒီပဲကျင်းတော့အလုံးသိပြီသားလို့ထင်ပါတယ်နော်နေမရနေခါပါလေထုံနေတော့ပါတယ်လာမရလည်းညခါပါပဲထုံနေတော့ပါတယ်ရှင်မင်းမမြတ်လည်းမမြောက်တစားဝဒအစင်းမနာတင်းနဲ့တောက်ပါတယ်ရန်သာရှင်မြတ်တဲ့ဇံမင်းကြီးဝန်သားတဲ့ချင်းမနာတင်းနဲ့တောက်ပါတော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်တော်နေုံညတော်ခါပါလုံးတကုတော်မျိုးရောင်ကြီးတော်မျိုးနဲ့မြင်းလန်းထုံနေတောက်ပါတော်မူတဲ့ဤသို့ထုံနေတောက်ပါတော်မူသောမြတ်စွာဘုရားတပည့်တော်ရှိခိုးပါရှင်မြတ်ဤသို့ဟောမန်တော်တစ္ဆာစကားကြောင့်မြတ်စွာဘုရားရှိခိုးတော်ကောင်းမှုစေနာများကြောင့်မယားကြီးတော်စီစဉ်အောင်စားများရရှိပါသည်စီပွားဒီလာတိုးတတ်ပါသည်တင်းဒီစုပေါပြီးလူတန်းနေလုံးနေပါသည်ပြည့်နေပါသည်သာသနာ့နေပြုနေပါသည်ဗျာဆိုပြီးစူတောင်းလိုက်ရမှာပဲဗျပြီးတော့နောက်ထပ်ရွတ်မဲ့ခါတာတော့ယတိကျုခန္ဒီရဲ့ဒနာတိတိဘောခါတာပဲဖြစ်ပါတယ်ဗျအားလုံးရပြီတယ်လို့ထင်ပါတယ်အရဟံဘိယန္တဇယံဒုက္ကတအာမိတံရိယဇံလာလိတံအတုလံသရဏန္တိဘောပတမယမကံဒုက္ခရန္တရဏပနမာမိဇိနံဧရဏတသဝဇေနဟွန်တုမေဇယမင်္ဂလံဒါထက်ရွလည်းရထက်မြွလည်းရပါတယ်အရဟံဘိယန္တဇယံဒုက္ကတအာမိတံရိယဇံလာလိတံအတုလံသရဏန္တိဘောပတမယမကံဒုက္ခရန္တရဏပနမာမိဇိနံအရဟံဘိယန္တဇယံဒုက္ကတအာမိတံရိယဇံလာလိတံအတုလံသရဏန္တိဘောပတမယမကံဒုက္ခရန္တရဏပနမာမိဇိနံဆိုပြီးမိတ်ဆွေများလည်းဒီကရာကိုလည်းကိုကောရွတ်ပြမှာဖြစ်ပါတယ်ဒီကရာရဲ့ခရဏန္တိပဲကျင်းနေတော့ကျွန်တော်အရင်ဗီဒီယိုမှာမရောက်ပေးခဲ့တာဆိုတော့အားလုံးမရပြီလို့ထင်ပါတယ်ဗျကဲဒါတော့ဆိုရင်အဲ့လိုလေးကိုကျွန်တော်တို့ပြီးတော့ပေါ်များတဲ့ဘောင်းတော်ကုသိုလ်လူတိုင်းနဲ့ဒါနာကုသိုလ်ကောင်းမြန်စင်နာများကြောင့်အဲ့တော့ကျွန်တော်တပည့်တော်ပါဝင်တမိသားစုလုံးဘယံကင်းကစိတ်ကျန်တဲ့အနေကိပေးရှင်းပါသည်စီးပွားရေးတွေဒီလာတိုးတက်ပါသည်အဲ့တော့တင်းဒီစုပေါပြီးတော့အလူတန်းနေပြနေပါသည်သာသနာနေပြုနေပြီးလူတန်းနေပါသည်စီးပွားရေးမြတ်ဒီလာတိုးတက်ပါသည်ရောင်မဝယ်ဝန်းနေကောင်းပါသည်စပြီပေါ့နော်ကျွန်တော်တို့လေအလုတ်ကိုင်းနေအစီအမီပါသည်စပြီဆူတောင်းပါအဲ့တော့ဆူတောင်းပြီးတော့အေဇွန်နဲ့ဝင်းစုံနဲ့ချောင်းစုံနဲ့ကိုမြတ်တာဖို့အများပေးဝလိုက်ပြီးပါပြီရပြီဒါပဲအဲ့ဒါလေးကိုကျွန်တော်တို့ကမနက်ပိုင်းတွေ့မနက်ပိုင်းလုပ်လို့ရတယ်လို့ညပိုင်းတွေ့ညပိုင်းလုပ်လို့ရပါတယ်ပြီးဘက်မရောက်တဲ့မိတ်ဆွေများတော့ဖះเจ้าဆောင်နေမရှိဘူးဆိုလို့ရှိရင်လည်းအမြင့်တနေရာပေါ်မှာခုံလေးပေါ်မှာထားတင်ပြီးတော့ဖះအာရုံပြုတ်ပြီးတော့ဒါလေးကိုလူတန်းလို့ရပါတယ်ဗျကဲဒါလေးကိုလုပ်လို့ရပါတယ်ကဲကျွန်တော်မိတ်ဆွေခဏသားသည်များအတွက်ကျွန်တော်ကလာပေးနေရနေစပြီးတော့6လပိုင်းတစ်လလုံးမှာဝင်စည်းဝါးတက်စီမဲ့အထူးကြရလေးကိုမြာပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်မိတ်ဆွေများအဆင်ပြေတာလေးတွေကျွန်တော်မေးလို့ရပါတယ်ဗျအဲ့ဒီညမှာအဲ့တော့ကျွန်တော်မိတ်ဆွေများအဲ့တော့စီးပွားရေးလူမှုရေးအခြေအားလုံးပဲပေါ့နော်ကျွန်တော်စီမှာ
အဲ့တော့ဗီဒီမေဇာတာစစ်ကျင်တဲ့မိတ်ဆွေများလာရောက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးချပေးထားပါတယ်ဗျအဲ့တော့မိတ်ဆွေများအခြေရေးအဲ့တော့ကျွန်တော်အခြေရေးအစဉ်ပြေတဲ့မိတ်ဆွေများအိမ်တော်ရေးအစဉ်ပြေတဲ့မိတ်ဆွေများအဲ့တော့ကျွန်တော်တွေအိမ်ကနေထွက်သွားတို့အိမ်ကနေပြန်မလာလို့အစားပြကျွန်တော်တို့တွေအဲ့တော့ငွေကြေးအကျွေးပြဿနာတွေအဲ့တော့ကျွန်တော်အလုပ်အတွက်ခက်ခဲတွေဖြစ်နေတာတွေအားလုံးပဲပေါ့နော်အခြေလူငွေစီးပွားရေးအားလုံးပဲအရေးကြီးတွေကိုကျွန်တော်စီမှာအစဉ်အပြီးအစဉ်အပ်လို့ရပါတယ်ဗျအစဉ်အပ်လို့ရပါတယ်ဗီဒီမေဇာတာစစ်တို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့မိတ်ဆွေများသိတဲ့အတိုင်းပဲကျွန်တော်တို့ဗုဒ္ဓနိကြရရလေးပဲပေးတာဆိုတော့သူလည်းမထိခိုက်ကိုလည်းမထိခိုက်သူလည်းအစဉ်ပြေကိုလည်းအစဉ်ပြေမဲ့နည်းပဲပေးမှာဖြစ်ပါတယ်ဘယ်သူမှမထိခိုက်စေရဘူးလို့အာမခံပါတယ်ဗျကဲဒါလေးကိုမိတ်ဆွေများအတွက်လာပြီးများပေးတာပါအဲ့တော့ဗီဒီမေချင်းဇာတာစစ်နဲ့မိတ်ဆွေများလည်းဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခုနသားသမီးအားလုံးလည်းအဲ့တော့ငွေဝင်စီးပွားတက်ကြပါစေဗျာ